မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတူစူးစမ်းကြည့်ကြမယ့်အကြောင်းအရာကတော့လေအနုပညာရှင်ဖိုချစ်ရဲ့ဘဝဖြတ်တားမှုနဲ့သူ့ရဲ့ခံယူချက်ဒသနာတွေအကြောင်းပါပဲဟုတ်ကဲ့ဗျာအထူးသဖြင့်သူ့ရဲ့မဆုတ်မနဲ့စ조사မှုဇွဲလုံးလောက်ဝီဒီယိုပေါ်သူ့အမြင်တွေကိုအဓိကထားပြောကြမယ်ပေါ့နော်ဟုတ်ပါတယ်ဒီအချက်လက်တွေကသူ့ကိုမျိုးမင်းထိုက်ရေးထားတဲ့ဖိုချစ်ဤဘဝနဲ့ဇွဲလုံးလောက်ဝီဒီယိုဒသနာစာစုထက်ကနေယူထားတာဒီပါခင်ဗျာဟုတ်ကဲ့ဆိုတော့ဒီဆွေးနွေးမှုရဲ့အဓိကရည်ရွယ်ချက်ကဖိုချစ်တယောက်အခက်ခဲတွေအတက်အကျတွေကိုဘလို့ရင်ဆိုင်ကြော်ဖြတ်ခဲ့တယ်လဲသူ့အောင်ရင်မှုတွေနောက်ွယ်မှာဘလို့ယုံကြည်ချက်တွေရှိနေလဲဆိုတာနားလည်ဖို့ပါပဲသူ့ရဲ့အတေကဘဝနဲ့အခုလက်ရှိအောင်ရင်မှုတွေကြားကကွာခြားချက်ကတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်ခင်ဗျာကဲဒါဆိုသူ့အတွေးခေါ်တွေထဲကိုစပြီးတော့လေ့လာကြည့်ကြအောင်ပထမဆုံးဖိုချစ်ရဲ့အဓိကယုံကြည်ချက်တစ်ခုမောသူကလူနယ်တွေအတွက်လေတိကျတဲ့ပန်းတိုင်ရှိဖို့ပါအရင်အရေးကြီးတယ်လို့ဆိုတယ်ဟုတ်ကဲ့ဒါပေမဲ့ပန်းတိုင်ရှိုံနဲ့မရဘူးအဲ့ပန်းတိုင်ကကြီးတယ်ဆိုရင်အဲ့ဒါနဲ့ထိုက်တာနဲ့စူးစမ်းအားထုတ်မှုကလည်းအကြီးကြီးလိုအပ်တယ်လို့ပြောထားတာနော်မှန်ပါတယ်သူ့စာထဲမှာဆိုရင်လူငယ်တယောက်ပန်းတိုင်ပြောက်ရွယ်များရီမန်းချက်ပန်းတိုင်ကြီးမှလည်းစူးစမ်းအားထုတ်မှုတွေလည်းများစွာရှိရမယ်ဆိုပြီးအတိအကျရေးထားတာရှိတယ်ဒါကသူ့ဒသနာရဲ့အခြေခံပဲသူဆက်ချင်တာကအရှုံးဆိုတာလေဘယ်တော့ရောက်လာလဲဆိုတော့ကျူးစားတာကိုရက်လိုက်တဲ့အချိန်မှာပဲရောက်လာတယ်။အော်ဆိုလိုတာကလုံနေသေးဝဲမရှုံးသေးဘူးပေါ့။ဟုတ်တယ်လုံနေသေးကျူးစားနေသေးလားမရှုံးသေးဘူး။အဲဇွဲပေါ့မစုံမနဲ့တဲ့လုံလာဝေးရကသာတော့ချက်ပဲ။သူကိုယ်တိုင်တုံးတာကမရတန်သေးတော့တဲ့မရှုံးသေးပါ။ဘဝအတွက်ကျူးစားရုန်းကန်မှုသည်အချိန်အကန့်အသတ်မရှိမရတန်ရနာချစ်လေသည်တယ်။လက်မလော်ဖို့အရေးကြီးတယ်ဆိုတဲ့သဘောပါဒီနေရာမှာသူပြောတဲ့နောက်တစ်ချက်စိတ်ဝင်စားဖို့ကောင်းတာကအခမက်အရင်မြစ်ဒီအကြောင်းဟုတ်ကဲ့လူတိုင်းမှာမွေးရပါအရင်အမြစ်၃ခုရှိနေတဲ့ဇွဲလုံးလဝိရိယအဲ့ဒါတွေကအလကားရတာတဲ့ဘယ်သူစီမခွင့်တောင်းစရာမလိုဘူးကိုယ့်ဘဝအတွက်ယူသုံးလို့ရတဲ့တဘာဝတရားတွေပဲလို့သူကပြောတယ်ထိုတဘာဝ၃ခုတို့သည်လူတကာဤလက်ဖြစ်တွေသာအခမက်အခွင့်အရေးအဖြစ်အစင်သင့်ဖြစ်နေခဲ့သည်ဆိုတာလေဟုတ်ပါတယ်အဲ့ဒါတကယ်တော့အားရှိစရာကောင်းတယ်လို့လက်တွေ့ကြတဲ့အမြင်ပဲဒါပေမဲ့ဒီဇွဲလုံးလဝိရိယဆိုတဲ့အားဒီကိုမှန်မှန်ကန်ကန်သုံးဖို့ကြတော့လမ်းညွှန်လို့သေးတယ်လို့သူကဆက်ပြောပြန်ရောဟုတ်ကဲ့လမ်းညွှန်လာပါဖြစ်မလဲအဲ့ဒါကတော့ဉာဏ်ပညာတယ်ဒီဉာဏ်ပညာကိုသုံးခုရဲ့ဆရာအရှင်သခင်လို့တောင်သူကတင်စားထားတယ်အော်ဆိုလိုတာကစ조사မှုတွေကအလကားမဖြစ်သွားအောင်လမ်းမှန်ပေါ်ရောက်အောင်ဉာဏ်ပညာကထိမ့်ပေးရမယ်ဆိုတဲ့သဘောပေါ့ဗျာဒါဆိုစ조사ယုံတယ်မဟုတ်ပဲဉာဏ်နဲ့ယင်ပြီးစ조사ဖို့လိုတယ်ပေါ့နော်အဲ့ဒီဉာဏ်ပညာကိုကြတော့ဘယ်လိုမြင့်တင်လာမလဲမဲအဲ့ဒီဉာဏ်ပညာမြင့်မားဖို့ထပ်မြတ်ဖို့အတွက်ကြတော့ပညာလိုအပ်တယ်လို့သူကဆက်ပြောတယ်ပညာဟုတ်ကဲ့ပညာဆိုတာကတော့လေးလာသင်ယူမှုကရတဲ့အသိပညာအတတ်ပညာတွေပေါ့ဉာဏ်မြင့်မားစရာပညာသင်ရမည်လို့ဆိုထားတယ်ပညာတက်လာရင်ပညာမြင့်လာရင်အလုပ်တွေကပိုလွယ်လာမယ်အောင်မြင်မှုချမ်းသာဒုက္ခတွေပိုရလာမယ်ပညာမြင့်မားသူ့စွမ်းအားကြောင့်ချမ်းသာဒုက္ခပြေဝတ်တဲ့ဒီဆိုတာအဲ့ဒါကိုပြောတာဟုတ်ကဲ့သူစန့်ကျင်ဘက်ပေါ့ဉာဏ်ပညာနဲ့ရင်ဘလောက်ပဲဇွဲကောင်းကောင်းလုံလရှိပင်ပန်းယုံပဲရှိမယ်မြက်ကန်းတရားလို့ဖြစ်နေမယ်ဉာဏ်ပညာနဲ့စီးရဲပင်ပန်းမြက်ကန်းပမာရန်တန်ကာဖြစ်လို့လဲသူကနိုင်ပြထားသေးတယ်ရှင်းဆိုတော့အချို့ကတော့သူ့ရဲ့အောင်မြင်မှုပုံတင်နည်းကဇွဲလုံလဝိရိယဆိုတဲ့စ조사မှုတွေကိုဉာဏ်ပညာနဲ့ပေါင်းရမယ်အဲ့ဒီဉာဏ်ပညာကိုကြတော့ပညာနဲ့ကမြဲတော့မူမှတ်နေရမယ်အဲ့ဒါဒီအားလုံးဟန်ချက်ညီသွားရင်ကိုလိုချင်တဲ့အနာဂတ်ကိုအခက်ခဲမရှိအမြန်ဆုံးရောက်မယ်တင်လိုချင်သောအနာဂတ်အခက်ခဲမရှိမူချအေကန်အလင်းမြန်ရရှိမည်လို့သူကယုံကြည်ထားတာပေါ့သူ့ရဲ့ဒီလိုခိုင်မာတဲ့ယုံကြည်ချက်တွေနောက်ကွယ်မှာသူ့ဘဝအတွေ့အကြုံတွေကလည်းအများကြီးပါခဲ့မှာပဲနော်ဟုတ်တာဗောသူ့ကိုရေးထားတဲ့စာထဲမှာဖော်ပြထားတဲ့သူ့အတိတ်ကယုံကမှုတွေဆိုတာတော်တော်လေးစမ်းတမ်းခဲ့ပုံပဲဟုတ်ပါတယ်ခင်ဗျစာထဲမှာသူငေဘဝအခက်ခဲတွေကိုတော်တော်လေးအသေးစိတ်ရေးပြထားတယ်ဥမာအညာဒေတာကဇပွေးဒီမှာကားခဲရတယ်မင်းသားဘဝနေစားခဲ့ရတာမျိုးဟုတ်လားဟုတ်တယ်ပြီးတော့စားဖို့တောက်ဖို့တော့ထမင်းကိုပြောင်းဥဆန်နဲ့ရောချက်စားခဲ့ရတာနောက်ကျောင်းတော့ကဆိုရင်ဖလာစာအုပ်တအုပ်တဲကိုနှစ်ပါးသာပေါင်းသုံးခဲ့ရတာဟဲအဝတ်စားဆိုလေသုံးစုံပဲရှိခဲ့တယ်ဆိုတာမျိုးတွေပေါ့တော်တော်အခြေအနေဆိုးခဲ့တာပဲနော်ဟုတ်တယ်ပညာရေးပါမှလည်းအခမဲ့ပညာရေးကျောင်းဆရာလုပ်ခဲ့ဘူးတယ်ပြီးတော့
ဒီပိတ်ဆက်မတက်နိုင်လို့စက်မှုတက္ကသိုလ်ကနေထွက်ပြီးအဝေးတင်ပြောင်းတက်ခဲ့ရတာမျိုးအနုပညာလောကရဲ့စာဝင်တော့လေတောင်ရှိဖူးဆိုးတထဲနဲ့ရိမ့်မင်းသားဝါကနေစားခဲ့ရတာပါတဲ့ဆိုတော့ဒီလိုချိန်တွေကနေအခုလိုအနေထားထိရောက်လာတာကတကယ်ကိုစူးစမ်းမှုအတီးပွင့်တွေပေါ့ဟုတ်ကဲ့ဒီလိုအတိတ်ကအခက်ခဲတွေကြောင့်ပဲသူ့ရဲ့ဇွဲလုံလာတသနာကပိုပြီးခိုင်မာလာတာဖြစ်မယ်နော်အဲ့လိုပဲထင်ပါတယ်ခင်ဗျာကျုံခဲရတဲ့ဒုက္ခတွေကပဲသူ့ကိုလွယ်လွယ်နဲ့လက်မလျှော်တောင်းအခွင့်အရေးကိုတောင်းဖို့ထားတဲ့အောင်တင်ပေးလိုက်တယ်လို့ပါပဲသူအောင်မြင်လာပြီးတဲ့နောက်ပိုင်းမှာတော့သူ့အတွေးတွေကရက်မနေဘူးဆိုတာကိုသူ့ကိုယ်နဲ့တယောဖြစ်တဲ့စကားဝိုင်းလေးတစ်ခုကသိတာစေတယ်ဟုတ်ကဲ့တရက်သူ့ကိုကအိမ်အခါမှာစာရီရင်ရင်အတွေးနဲ့နေတဲ့ဖိုးချစ်ကိုတွေးတော့စကားဆလိုက်တယ်ဆိုတော့အခုဖြစ်သူကတော့ပြောကပေါ့အခုဆိုအနုပညာမှာလည်းအောင်မြင်နေပြီစီးပွားရေးလည်းအဆင်ပြေနေပြီတပင်လောကမှာလည်းဘ ਹੁ ဥက္ကဋ္ဌဆိုတော့အမြင့်ဆုံးပဲဘာဒီများဒီလောက်ခေါင်းစားပြီးတွေးနေအောင်ပါလဲဆိုတဲ့သဘောမျိုးပေါ့ဟုတ်လူတော်များများတို့ဒီလောက်ဆိုအေးစိတ်ဖြစ်သွားပြီလို့တွေးနေတာပေါ့လေဟုတ်တယ်လေဒါပေမဲ့ဖိုးချစ်ရဲ့အဖေကအဲ့လိုမဟုတ်ဘူးသူကအတိတ်ကိုမေ့လို့မရဘူးလေဩအတိတ်ကအတွေ့အကြုံတွေသင်ခန်းစာယူစရာတွေကိုပြန်ကြည့်ပြီးပစ္စုပန်မှာဘာလုပ်ရမလဲအနာဂတ်အတွက်ဘာပြင်ရမလဲဆိုတော့အမြဲစဉ်းစားနေရမယ်လို့သူကပြောလေအထူးသဖြင့်သူတွေးနေတာကသူတယောက်တည်းအတွက်မဟုတ်ပဲတပင်းမိသားစုတစ်ခုလုံးရဲ့အနာဂတ်အတွက်ပါတွေးနေတာလို့ဆိုတယ်သူရဲ့မယမနာကြိုးစားခြင်းစိတ်ကိုသူပေးတဲ့ဥပမာလေးတစ်ခုကပိုရှင်းသွားစေတယ်ဘောလုံးသမားဥပမာလေးဟုတ်ဘောလုံးသမားဥပမာနော်ဟုတ်ပါတယ်သူပြောတာကကဘာကျော်ဘောလုံးသမားတွေတောင်ဂိုးကန်နေဝင်တာမှမဟုတ်တာဒါပေမဲ့ဂိုးဝင်ချင်ရင်တော့ကန်နေဖို့ပဲလို့တဲ့တခါမဝင်စေခါမဝင်လက်ကန်နေရမှာလေအကျဉ်းတရားဖြစ်ကန်ဖို့ကအရေးကြီးတယ်အဓိကကကန်သွင်းမှုမရဖို့ပဲကန်နေတယ်မြဂိုးဝင်ဖို့မျောလင်းချက်ရှိနေသေးတယ်မှန်လိုက်တာကန်တော်ရက်လိုက်ပြီဆိုရင်တော့ဂိုးဆိုတာဘယ်တော့မှမျောလင်းလို့မရတော့ဘူးဂိုးမသွင်းတဲ့ရွေးဘယ်တော့မှမဂိုးဘူးဆိုတဲ့စကားကရိုးရိုးလေးပဲမဲ့တကယ်အားကောင်းတယ်စူးစမ်းနေဖို့ကကိုယ်တောင်းပဲဆိုပြီးသူအဆုံးသတ်ထားတယ်အောင်မြင်လားမအောင်မြင်လားတဲ့စူးစမ်းမှုကိုယ်တိုင်ကအဓိကဆိုတဲ့သဘောမျိုးပါပဲဟုတ်ကဲ့ဒီလိုမစုံမနဲ့စူးစမ်းခဲ့လို့လဲအသက်39နှစ်မှာသူရထားတဲ့အောင်မြင်မှုတွေကအများကြီးပဲเนาะစာထဲမှာဖော်ပြထားတာကသူကမြန်မာနိုင်ငံတပင်အစည်းအရုံးဗဟုဥက္ကဋ္ဌဟုတ်ကဲ့ပြီးတော့စစ်ကန် United ဘောလုံးအသင်းပိုင်ရှင်နောက်ပြီးတောက်ပတ်တော်ဒူဝမ်ဂျဲကုမ္ပဏီပိုင်ရှင်ဟုတ်ပါငယ်ဘဝအခက်အခဲတွေနဲ့ရှင်ကြည့်ရင်တော့ဒါကအိမ်မက်တကယ်ဖြစ်လာတာပေါ့ဒီတော့သူ့အကိုကလည်းစတ်မိပြန်ရောရီမန်ချက်ဒီပီလိုနေမီဆိုတော့ရှေ့ဆက်ပါလေလောက်ဦးမလဲအနာဂတ်တော့ပါလေမျောမှန်းထားလဲပေါ့အဲ့မှာသူ့အဖေကစိတ်ဝင်စားဖို့ကောင်းတယ်သူကအတူကြီးခို့ပြောင်းလဲလာတာကိုပြနေတယ်သူကပြောတယ်ညီလေးအခုချိန်မှာနမေကြီးတာဒီပိုက်ဆံနေထမလို့ချင်တော့ဘူးတဲ့ဟောသူတောင့်တလာတာကနှွေးထွေးမှုသူ့ကိုနားလဲပြီးနိုင်မဲ့ပဝင်းကျင်မျိုးထင်လာတယ်အရေးကြီးဆုံးအပြောင်းလဲကသူတတ်မှတ်လာတဲ့အရာပဲအဲ့ဒါကဂုံနဲ့တိတ်ခါတယ်ဒါပေမဲ့သူဆိုလိုတဲ့ဂုံကယာဓုဂုံပိုက်ဆံရှိတဲ့ဂုံမျိုးမဟုတ်ဘဲနဲ့လေသူတစ်ပါးကိုကူညီလို့ရလာတဲ့ဂုံတိတ်ခါအထူးသဖြင့်ပရာဟိတဂုံကိုလိုချင်လာတာလို့ရှင်းရှင်းလင်းလင်းပြောထားတယ်ခင်ဗျပရာဟိတဂုံဟုတ်ကဲ့ဒီနည်းပြောရင်ကိုယ့်အတွက်အောင်မြင်မှုချက်အများအတွက်ပေးဆက်တာကတဲ့ဂုံကိုပိုတန်ပိုးထားလာတယ်ဆိုတဲ့သဘောပေါ့ငွေတို့နာမည်ကြီးတာတို့လိုချင်တဲ့လောဘတွေနေသွားပေမဲ့လူတွေကိုကူညီခြင်းတဲ့ပရိဟိတလောဘကရှိနေတော့ပဲလို့သူကိုယ်တိုင်ဝန်ခံထားတာလည်းရှိသေးတယ်သူ့ရဲ့ပရိဟိတဘက်ကိုဦးလက်လာတာကြားတော့သူ့ကိုကအထာမြောက်ချင်းဆိုတဲ့စကားလုံးသုံးပြီးစကားဆက်တယ်နော်ဟုတ်ပါတယ်စီဝါရဲမှာလိုသလားရရင်ငွေကြေးအထာမြောက်တယ်ဆိုသလိုပညာရေးတို့အမှုပညာနာမည်ကုံတို့မှာပြည်စုံရင်လည်းအထာမြောက်တယ်လို့ဆိုနိုင်ကြောင်းပြောရင်းနဲ့အောင်မြင်မှုမပြေဝတဲ့သူတွေအထာမမြောက်သေးသူတွေအတွက်အကြံဉာဏ်တောင်းတာပေါ့ဟုတ်ကဲ့အဲ့ဒီကမှဖိုးချစ်ကအောင်မြင်မှုအတွက်အရေးကြီးဆုံးကစိတ်ပဲလို့ပြန်ပြေတယ်ဗျမှန်ကန်တဲ့စိတ်ထားဖို့လိုတယ်တဲ့လိုအပ်တဲ့စိတ်ရည်သွေးတွေဆိုပြီးသူကစာချင်းကြီးနဲ့ကိုပြောပြတာဟုတ်ဘလို့စိတ်ထားမျိုးတွေလဲရှင်အများကြီးပဲအဓိကပြောရရင်တော့ပထမတစ်ခုကကိုယုံကြည်မှုရှိတဲ့စိတ်ဇွဲမလို့တဲ့စိတ်ပေါ့နောက်ပြီးတော့တပါးသူကိုချင်းစာနာတဲ့စိတ်တရားမျှတမှုမေတ္တာကရုဏာစိတ်ထားတယ်ဟုတ်ကဲ့နောက်တစ်ခုကတော့အတ္တမာနလောဘဒေါသမောဟတွေမနာလိုဝန်တိုစိတ်တွေနဲအောင်ထိန်းနိုင်ပြီးတော့အကောင်းမြင်စိတ်ကုသိုလ်တရားပေါ်များတဲ့စိတ်တွေမွေးဖို့ပါပဲစိတ်ထားတွေကအများကြီးကဲနော်သူပြောတဲ့ထဲမှာအင်မတန်မြန်မာရဲ့စိတ်တက်တစ်ခုကိုလည်းသူကထည့်ပြောထားသေးတယ်နော်ဟုတ်တယ်အဲ့ဒါကတော့ဖယားအလောင်းတော်ရဲ့စိတ်တက်တယ်
ရီမန်းချက်မဲ့ရောက်မချင်းဘယ်တော့မှနောင်မဆုတ်ပဲစူးစမ်းသွားမယ်ဆိုတဲ့စိတ်မျိုးထားဖို့သူကတိုက်တွန်းထားတာ ဖျားလုံးစိတ်သက် ဟုတ်ကဲ့ဒီစိတ်တက်တာကုတ်တမဟုတ်ပဲတတ္တဝအလုံးကောက်ကျွဲတဲ့အတိညာပွင့်ဖို့ဗောဓိညာကိုယူစုပြီးကျူးပန်းတဲ့အမိမြန်စုစိတ်ထားမျိုးပေါ့ဒါကသူရဲ့အခုပရိဟိတစိတ်နဲ့လေကိုက်ညီတယ်လို့သူယမန်ချစ်တီကဘယ်လောက်ထိကြီးမားလာတယ်လဲဆိုတာကိုလည်းပြနေတာပါပဲ ဟုတ်ကဲ့ဘဝခက်ခဲပြီးဂျုံတဲ့ခါအားပေးမှုရဲ့တန်ဖိုးကိုလည်းသူကအတိမပြပုံရတယ်အားဆိုတဲ့ကြပြလေးတစ်ပုတ်ကိုသူ့အကိုကမတန်းတင်ထားသေးတယ် ဟုတ်ကဲ့ ကြပြလေးကလှိုင်းတွေကထန်ရေတွေကကြီးခီးတွေကလည်းကျန်းလမ်းတွေကလည်းပျောက်ကြောက်စရာလောကရန်ကြမ်းကြမ်းခံရင်ဆိုင်နိုင်ဖို့စကားလေးတစ်ခွမဲ့လို့ချင်တယ်တောင်းငယ်လေးအဖြစ်ရှိတယ်ဆိုပြီးတော့လေအားငယ်နေချိန်မှာအားပေးစကားလေးတစ်ခွန်းကဘလို့အရေးပါတယ်ဆိုတာကိုပြထားတာ ဟုတ်ပါတယ်စိတ်ဝင်စားစရာကအဲ့ဒီကဗျာကိုဖိုးချစ်ကအာမန်ပါပရပ်လာတော့သူ့အကိုစိတ်ထဲမှာအတွေးတစ်ခုဝင်လာတယ်တဲ့ကဗျာအဆုံးကစကားလေးတစ်ခွန်းပဲလိုချင်တယ်ဆိုတာကိုလေကိုအားကိုလည်းပဲပိုရောက်အောင်စူးစမ်းဖို့ပဲလိုပါတယ်ဒါမှမဟုတ်တနေ့အောင်မြင်ရမယ်လူပြောင်းလိုက်ရင်ပိုကောင်းမလားဆိုပြီးတွေးမိတယ်လို့ဆိုတယ် အော် ဒါကတော့အားပေးမှုထက်ကိုကြမကိုဖန်တီးရေးကိုပိုဦးစားပေးခြင်းတဲ့အကိုဖြစ်သူရဲ့အမြင်ဖြစ်မှာပေါ့လေဖိုးချစ်ရဲ့ခန်းစားချက်နဲ့အကိုရဲ့လက်တွေ့ကြတဲ့အတွေ့ခွာခြားပုံတွေကိုပြတာပါ ဟုတ်ကဲ့ဒီလိုဘဝတစ်ချောင်းလုံးစူးစမ်းမှုတွေအများကျိုးဆောင်ရွက်မှုတွေကြောင့်နိုင်ငံတော်အဆင့်အတိမတ်ပြီးမှုလည်းသူရခဲ့နော် ဟုတ်ပါတယ်ခင်ဗျာ စကိုင်းတိုင်းဒေသကြီးပညာရေးကျန်းမာရေးလူမှုရေးကစားလို့အမှုပညာအားကစားအပါအဝင်ကဏ္ဍအစုံမှာစံပြုထိုင်အောင်ထူးချွန်စွာဆောင်ရွက်ခဲ့လို့နိုင်ငံတော်ကသူ့ကိုဇေယျကျိုးထင်လူမှုထူးချွန်စုပထမဆင်ချီးမြှင့်ခဲ့တယ်လို့မှတ်တမ်းမှာပါပါတယ် ဂုံယူစရာပါပဲခင်ဗျာ ကဲဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကိုအနစ်ချုပ်ပြန်ကြည့်ရအောင်ဖိုးချစ်ရဲ့ဘဝဇာတ်ကြောင်းနဲ့သူ့ဒသနာတွေကနေအတိကမြင်တွေ့ရတာကတော့မစုံမနစ်စူးစမ်းမှုဇွဲလုံလာဝီရိယကိုဉာဏ်ပညာနဲ့ပေါင်းဆက်အသုံးချရင်းနဲ့အစွမ်းပေါ့ ဟုတ်ကဲ့ ပြီးတော့ခိုင်မာတဲ့ရည်မှန်းချက်ထားရှိဖို့အရေးကြီးပုံအတိတ်ကအခက်ခဲတွေကိုသင်ခန်းစာအဖြစ်ပြောင်းလဲနိုင်စွမ်းနောက်ဆုံးမှာတော့ကိုဂျိုးထက်အများအကျိုးရှေးရှုတဲ့ပရိဟိတဘက်ကိုဦးလဲလာတဲ့သူ့ရဲ့ပြောင်းလဲလာတဲ့တန်ဖိုးထားမှုတွေပါပဲ ဟုတ်ပါတယ်နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုခြံခွက်ချင်တာကတော့လေဖိုးချစ်ကအောင်မြင်မှုအတွက်လိုအပ်တဲ့စိတ်ဓာတ်တွေထဲမှာဖျားအလောင်းတို့ရဲ့စိတ်ကိုထည့်ပြောခဲ့တယ်ဗျာ ဟုတ်ကဲ့ ဒီစိတ်ဓာတ်ကတတ္တဝါအလုံးရဲ့အကျိုးအတွက်အမြင့်ဆုံးအတိညာဉ်ကိုရည်မှန်းတဲ့စိတ်မျိုးပါဒီလိုအင်မတန်ကြီးကျယ်မြင့်မြတ်တဲ့စိတ်ဓာတ်မျိုးကိုဝင်မြူချင်းတုံးဖို့စ조사ခြင်းကသူအခုလုံးနေတဲ့ပရိသတ်လုပ်ငန်းတွေအပေါ်ပါပဲတက်ရောက်မှုရှိတာလားဒါမှမဟုတ်ကျွန်တော်တို့တူးချင်းစီရဲ့နေစဉ်ဘဝကကိုပိုင်ရည်မှန်းချက်တွေလုပ်ငန်းခွင်ကကြိုးပမ်းမှုတွေကိုချင်းကပ်ပုံအားကျိုးပုံတွေပေါ်မှာတော့ဘလို့အပြုသဘောဆောင်တဲ့တက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာကိုဆက်ပြီးတွေးတောကြည့်ဖို့အချက်တစ်ခုထင်မလို့ထင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ဖိုးချစ်ရဲ့ဘဝနဲ့သူ့ရဲ့ဇွဲလုံလဝီရိယဆိုင်ရာအတွေးခေါ်တွေကိုဒီလိုနက်နဲလေးလာသုံးသပ်ခွင့်ရတဲ့ကအားလုံးအတွက်အကျိုးရှိတဲ့အတိမြင်သစ်တွေရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်